အားလုံးမင်္ဂလာပါရှင်ဝေအကယ်ဒမီမှာကြိုဆိုပါရှင်ကျွန်မဒီကနေ့ပြောမယ့် topic ကတော့မိကွန်းမေးတတ်ပါစီဆိုတဲ့ခေါင်းစဉ်နဲ့ပြောချင်ပါတယ်ကျမတို့တွေကကိုယ့်ကိုယ်တော့เนาะမိကွန်းမေးတတ်တယ်မိကွန်းနေမေးတာဘာခက်လို့လဲလို့ထင်တယ်တကယ်တော့မိကွန်းမေးတတ်ဖို့ကရေးကြီးတယ်မိကွန်းမေးတတ်ဖို့လည်းလိုအပ်တယ်ပေါ့เนาะအဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်မဒီဗီဒီယိုမှာဖြစ်ပျက်လေးတစ်ခုကိုပြောပြချင်တယ်အဲ့ဒါကတော့1980ပြည့်နှစ်မှာသမရရွေးကောက်ပွဲမှာပေါ့เนาะရှင်ပြိုင်တာဘယ်သူနဲ့လဲဆိုတော့ Ronald Reagan ကနေပြီးတော့1986ခုနှစ်မှာသမရဖြစ်နေတဲ့ Jimmy Carter နဲ့ရှင်ပြိုင်ရတယ်အဲ့ဒီချိန်မှာ1980ပြည့်နှစ်ဒီမှာဆိုရင်အမေရိကန်နိုင်ငံရဲ့စီးပွားရေးကလည်းကျဆင်းနေတယ်ဂျင်မီကာတာကိုဒီ White House ကနေပြီးတော့เนาะထုတ်ရမယ့်အချိန်ဖြစ်တယ်ပေါ့အဲ့ဒီမှာဒီသမရတွေရဲ့ရွေးကောက်ပွဲတွေမှာဆိုရင်ပေါ့เนาะမဲဆက်ပွဲတွေလုပ်တယ်မဲဆက်ပွဲရဲ့နောက်ဆုံးပတ်မှာဆိုရင်သမရလောင်းတွေရဲ့စကေလူပွဲကျင်းပလေးရှိတယ်အဲ့ဒီမှာဒီစကေလူပွဲဆိုတာလူတွေအများကြီးစိတ်ဝင်စားတဲ့ပွဲတစ်ခုဖြစ်တယ်ကမ္ဘာပေါ်ကတခြားနိုင်ငံတွေကသူတွေအောင်စိတ်ဝင်စားတယ်ပေါ့နော်အမေရိကန်နိုင်ငံသမ္မတလောင်းတွေရဲ့စကေလူပွဲဆိုတာဒါလူစိတ်ဝင်စားတဲ့ပွဲဖြစ်တယ်အဲ့ဒီမှာဆိုရင်ဒီစကေလူပွဲကို1980အောက်တိုဘာလ28ရက်နေ့မှာကျင်းပါတယ်အဲ့ဒီမှာရီဂင်ကနေပြီးတော့เนาะတကယ်တမိုင်းတွင်မဲ့မိကွန်းကိုမိခဲ့မဲဆန္ဒရှင်တွေကိုမိတယ်အဲ့ဒီမိကွန်းကဘာလဲဆိုတော့ခင်ဗျားတို့တွေပေါ့เนาะမဲဆန္ဒမဲသွားပြီးတော့မပေးခင်မှာပေါ့နော်ကိုမေးရမယ်မိကွန်းကကြတော့ဘာလဲဆိုရင်လွန်ခဲ့တဲ့4နှစ်နဲ့စာရင်ပေါ့နော်ငါအခြေအနေကအခုမှဆိုရင်ပိုကောင်းလာလားအဲ့လိုမျိုးမိကွန်းမျိုးကိုမေးဖို့ပေါ့သူကပြောတယ်ဒီနောက်တစ်ပတ်ပေါ့နော်နိုဝင်ဘာလ4ရက်နေ့မှာဆိုရင်သမရရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်အဲ့ဒီမှာမဲဆန္ဒရှင်တွေကနေပြီးတော့မဲယုံတွေသွားပြီးတော့မဲပေးရမယ်အဲ့လိုမျိုးမဲယုံတွေသွားပြီးတော့မဲပေးတဲ့အခါမှာကိုမိကွန်းမေးဖို့ဆိုပြီးတော့ရီဂင်ကနေပြီးတော့မဲဆန္ဒရှင်တွေကိုတိုက်တွန်းတာပေါ့အဲ့တော့ဒီအခြေအနေမှာပေါ့နော်အမေရိကန်ရဲ့စီးပွားရေးကျနေဆိုတာလေဒါတကယ်ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအချက်လက်တွေပေါ့နော်အချက်လက်တွေကိုအသိပေးမဲ့အစားဒါလူတိုင်းလည်းသိနေပြီဒီလိုမျိုးအခြေအနေတွေဖြစ်နေတာအဲ့တော့အဲ့လိုမျိုးအချက်လက်တွေကိုအသိပေးပြောမဲ့အစားပေါ့နော်ဒီလိုမျိုးမေကွန်းမေးဖို့အတွက်ကိုလူတွေကိုပေါ့မဲဆန္ဒရှင်တွေကိုတိုက်တွန်းလိုက်တာအဲ့တော့ကိုပေါ့နော်ဒီအခုအခြေအနေမှာဆိုရင်လွန်ခဲ့တဲ့4နှစ်နဲ့စာရင်ငါရဲ့အခြေအနေကပိုကောင်းလာလားငါအမေရိကန်နိုင်ငံရဲ့စီးပွားရေးကပိုကောင်းလာလားငါအလောက်ကင်နေပေါ်များလာတာအလောက်ကင်နေရှားလာလားပေါ့နော်အဲ့တော့မေးတဲ့ခါမှာဆိုရင်အဲ့ဒီနေ့မှာပေါ့နော်မဲယုံမှာဘယ်သူ့ကိုမဲပေးရမလဲဆိုတာကိုဆုံးဖြတ်ပြီးသားဖြစ်သွားမယ်ပေါ့သမ္မတလောင်းရီဂင်ကနေပြီးတော့သူစကေလူဝဲမှာမဲဆန္ဒရှင်တွေကိုပြောလိုက်တယ်အဲ့တော့ဒါဆိုရင်တကယ်ကိုပဲပေါ့နော်တမိုင်းတွင်သွားတယ်စကေလူပဲပြီးချင်းမှာပဲပေါ့ ABC News ကနေပြီးတော့တဲ့လူပေါင်း6,500,000ကိုလေးလာမှုအရဆိုရင်တဲ့80% ရာခိုင်နှုန်းကရီဂင်နိုင်မယ်လို့မှတ်ချက်ပေးကြတယ်ရီဂင်ကဆိုရင်ဒီသမ္မတရွေးကောက်ပွဲမှာဂျင်မီကာတာကိုအပြတ်သက်အနိုင်ရရှိသွားပြီးတော့အမေရိကန်နိုင်ငံရဲ့40ရောက်မြောက်ပေါ့နော်သမ္မတဖြစ်လာခဲ့တယ်အဲ့တော့ဒါဆိုရင်ဒီမေကွန်းရဲ့အစွမ်းထမှုပေါ့နော်မေကွန်းမေးတက်ချင်းရဲ့အစွမ်းထမှုဆိုတာကိုတွေ့ရတယ်statement နေအချက်အလက်တွေအစားပေါ့နော်မေကွန်းမေးချင်းอ่ะဆိုရင်လူတွေကိုစဉ်းစားဖို့အတွက်လှုပ်ဆော်ပေးလိုက်တာပေါ့ဒီပွားရေးတွေကြာနေတဲ့အလုပ်ကိုင်းတွေရှားပါနေတယ်ပြောမဲ့အစားပေါ့နော်သူကလူတွေသူတို့တွေးမိအောင်သူတို့အဖြေရအောင်ပေါ့နော်ဆုံးဖြတ်လို့ရအောင်လို့မေကွန်းနေပဲသူကမေးလိုက်တာအဲ့တော့ဒါဆိုရင်ဒါတကယ်ကိုထိရောက်ခဲ့တယ်ပေါ့နော် Ohio State University ရဲ့သူတေသနာပြုချက်တစ်ခုအရာလေ့လာမှုတစ်ခုအရာဆိုရင်လေကို့မှာရှင်းလင်းသိကြတဲ့အချက်လက်တွေရှိနေပြီဆိုရင်ထုတ်ပြန်ရှင်းလင်းချက်တွေလုပ်မဲ့အစားမေးခွန်းထုတ်တာအထီရောက်ဆုံးနီးလန်းတစ်ခုဖြစ်တယ်လို့ဆိုတယ်ခုနပြောသလိုပဲအချက်လက်တွေကရှိတယ်ရှင်းလင်းတယ်ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုထုတ်ပြန်နေမဲ့အစားပေါ့တော့မိကွန်းထုတ်ခြင်းရဆိုရင်အထီရောက်ဆုံးနီးလန်းပဲဖြစ်တယ်ဆိုတာကိုဒီသူတေသနာပြုချက်အရာလည်းသိရှိရတယ်အဲ့တော့လူတိုင်းကကိုပေါ့နော်ဂတိတွေပေးပြီးတော့ဒါလုပ်မယ်ဆိုပြီးတော့ဒါမဲ့ပြက်ကွက်တယ်ပေါ့နော်အဲ့လိုပဲတစုံတယောက်ကိုလည်း
တကူကူလှုပ်စေခြင်းနဲ့ဆိုရင်ဒါလှုပ်လေးဥပမာအနေနဲ့ပြောမယ်ဆိုရင်အားကစားလှုပ်ပါလားအားကစားလှုပ်ပါအားကစားလှုပ်တာကောင်းတယ်ကျန်းမာရေးအတွက်ကောင်းတယ်ဒါတွေကလူတိုင်းသိတယ်လေဒါပေမဲ့သိပေမဲ့လည်းမလှုပ်ဖြစ်ကြဘူးပေါ့နော်ပြက်ကွက်ကြတယ်ကိုယ်တိုင်လည်းကိုလှုပ်မယ်ဆိုပြီးတော့ပေါ့နော်ရီမှန်းထားတဲ့ဟာတွေကိုပြက်ကွက်နိုင်တယ်တခြားသူတွေဆိုရင်လည်းဒီလိုပဲလှုပ်မယ်ဆိုတဲ့အရာတွေကိုပြက်ကွက်နိုင်တယ်ကောင်းတဲ့အလုပ်တွေလုပ်မယ်ဆိုရင်အဓိပ္ပာယ်ရှိတဲ့ပြောင်းလဲမှုတွေဖြစ်မဲဆိုတာကိုသိပေမဲ့လည်းမလုံနိုင်ကြဘူးဒီနေရာမှာဆိုရင်မှန်ကန်တဲ့မေးခွန်းလေးတွေမေးခြင်းအဖြစ်ဖြစ်နိုင်ခြေပို့ပြီးတော့ရှိလာနိုင်တယ်ဥပမာသုံးပြီးသားပစ္စည်းတွေပြန်သုံးပါပလတ်စတစ်တွေရှော့ချဖို့အတွက် recycle လုပ်ပါအဲ့လိုမျိုးထုတ်ပြန်မဲ့အစားတဲ့ရေးမဲ့အစားပေါ့နော် reuse recycle သုံးပြီးသားပစ္စည်းတွေမြင်ပြန်သုံးပါလားအဲ့လိုမျိုးပေါ့နော်ဥမာစားတောက်တွေမှာဆိုရင်လည်းကဲဟင်းသီးရွက်တွေများများစားပါဆိုရင်ဟင်းသီးရွက်များများစားတာဆိုရင်ကျန်းမာရေးအတွက်ကောင်းတယ်ဝမ်းမှန်တယ်စသည်ဖြင့်ပေါ့နော်အမြင်တက်များကြောင့်ဝမ်းမှန်တယ်ဒီလိုတွေကလူတိုင်းသိပြီးသားပဲဒါပေမဲ့အဲ့လိုမျိုးသီးရွက်များများစားဘာဖြစ်တယ်ဘာဖြစ်စေညာဖြစ်စေတယ်ဒီပြောမဲ့အစားပေါ့နော်ဒီကနေ့အသီးရွက်တွေများများစားမယ်မလားတိရွက်တွေပို့စားမယ်မလားအဲ့လိုမျိုးမိကုံးလေးတွေမေးမယ်ဆိုရင်ပို့ပြီးတော့လှုပ်ဖို့ဖြစ်နိုင်ချေပိုများမယ်အမေရိကန်နိုင်ငံရဲ့တက္ကသိုလ်၄ခုကနေပြီးတော့သိပ္ပံပညာရှင်တွေဦးစီးပြီးစုပေါင်းပြီးတော့ပေါ့နော်လှုပ်ဆောင်တဲ့အနှစ်40ကျော်ကြာပြုလုပ်တဲ့သုတေသနပေါင်း100ကျော်အရဆိုရင်လေတဲ့လူတယောက်ကိုယ်တိုင်ဖြစ်စေစုံတယောက်ကိုဖြစ်စေလူတယောက်တူတယောက်ရဲ့ပြုမှုတွေကိုလူတူတယောက်ရဲ့ပြုမှုတွေကိုပြောင်းလဲစေခြင်းနဲ့ဆိုရင်တဲ့ဟိုဟာလောက်ပါဒီဟာလောက်ပါဆိုပြီးတော့เนาะအဲ့လိုအတိပေးပြောကြားမှုတွေလုပ်မဲ့အစား statement တွေထုတ်ပြန်မဲ့အစားတဲ့မေးခွန်းတွေမေးခြင်းอ่ะဆိုရင်ပို့ပြီးတော့ထိရောက်တယ်မေးခွန်းမေးခြင်းอ่ะဆိုရင်အထိရောက်ဆုံးနီလန်ဖြစ်တယ်ဆိုတာကိုတွေးရှိရတယ်နှစ်ပေါင်း40ကျော်ကြာပြုလုပ်ခဲ့တဲ့သုတေသနပေါင်း100ကျော်အရဆိုရင်လည်းမေးခွန်းမေးခြင်းအထိရောက်ဆုံးနီလန်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ရောက်40မြောက်အမေရိကန်သမ္မတရဲ့အကြောင်းအရာအဖြစ်ပြက်မှာဆိုရင်လည်းအချက်လက်အခိုင်အမာရှိရဆိုရင်မေးခွန်းထုတ်တာဆိုရင်အပြုအမူတွေပြောင်းလဲဖို့အတွက်အထိရောက်ဆုံးလက်နက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာလည်းကိုကတစုံတယောက်ကိုတခုသူ့ရဲ့ပြုမှုပြောင်းလဲစေခြင်းနဲ့ပို့ပြီးတော့ထိရောက်စေခြင်းနဲ့ဆိုရင်မေးခွန်းမေးတတ်ဖို့လိုအပ်တယ်အမိန့်နေပေးမဲ့အစား statement တွေပဲထုတ်ပြန်မဲ့အစားမေးခွန်းမေးခြင်းအားဆိုရင်အဲ့ဒီလူကိုပေါ့နော်သူ့ရဲ့စဉ်းစားတွေးခေါ်မှုကိုလည်းလှုံ့ဆော်ပေးတယ်ပြီးတော့သူ့ပြောင်းလဲဖို့အတွက်လည်းပေါ့နော်အထီရောက်ဆုံးနီလန်းဖြစ်တယ်ကိုယ့်ရဲ့အိမ်မှာဖြစ်စေအလုပ်မှာဖြစ်စေဘယ်နဲ့ပဲမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကဒီလူတွေကိုပြောင်းလဲစေခြင်းနဲ့သူတို့ရဲ့အပြုအမူတွေပြောင်းလဲစေခြင်းနဲ့တခုခုပြောင်းလဲဖို့ကောင်းတဲ့အပြောင်းလဲဖြစ်စေခြင်းနဲ့ဆိုရင်တော့မိကွန်မေးခြင်းဟာထိရောက်ဆုံးနီးလန်းပဲဖြစ်တယ်ဆိုတာကိုပြောပြခြင်းလို့ဖြစ်ပါတယ်သူကိုပေါ့နော်ဒါလောက်ရမယ်ကလေးဆိုရင်လည်းပေါ့နော်စာဖတ်စာရေးအိမ်စာလုပ်လို့မျိုးတွေအများတန်းပြောနေဆိုရင်နားမတောင်ချင်ဘူးမလုပ်ချင်ဘူးလူကြီးတွေလည်းဒီလိုပဲအစားတွေကိုရှော့စားအကစားသွားလို့ဆိုရင်မလုပ်ချင်ဘူးသိတယ်လေအစားရှော့စားမယ်အကစားလုပ်ကျန်းမာရေးအတွက်ကောင်းတယ်ကလေးဆိုလဲစာလုပ်ရမယ်စာလုပ်ရင်သူစာတွေရမယ်ဒါပေမဲ့ဒါကိုကြတော့လူတွေကတိတ်ပြီးတော့နားမထောင်ချင်ဘူးတိတ်ပြီးတော့မလုပ်ချင်ဘူးပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့ကလေးကိုပေါ့နော်ကဲပြောမယ်ဆိုရင်လည်းဥမာနေနဲ့ homework လုပ်ပြီးပြီလား homework မလုပ်သေးဘူးလားအဲ့လိုမျိုးမေးလိုက်တယ်ဆိုရင်သူကသူ့ရဲ့အောင်တော့စဉ်းစားမိလုံမလားဆိုရင်ဟုတ်တယ်လုံမယ်အခုလုံမမလားဆိုရင်လုံတော့မယ်အခုလုံမအဲ့လိုမျိုးပေါ့နော်ဟိုသူလှုပ်ချင်လားပို့ပြီးတော့ပေါ့နော်ဟာသူကကိုပေါ့နော် remind ဖြစ်သွားတယ်ငါမလုပ်ရသေးဘူးလှုပ်မယ်ပေါ့လှုပ်ဖို့ဖြစ်နိုင်ချေပိုများတယ်လူကြီးဆိုလဲဒီလိုပဲပေါ့နော်ဟင်းသီးရွက်တွေစားလေဟင်းသီးရွက်စားတာလူအတွက်ဘလို့ကျန်းမာရေးကောင်းတယ်ဒါလူတိုင်းသိတာအဲ့လိုတွေပြောမယ်စားပေါ့နော်ဒီကနေ့တော့ဟင်းသီးရွက်တွေပိုစားမယ်မလားဒီကနေ့တော့အားကစားလုပ်မယ်မလားဒီကနေ့တော့လမ်းလျှောက်မယ်မလားအဲ့လိုမျိုးမေးခွန်းလေးတွေမေးရဆိုရင်အဲ့ဒီလူမှာဆိုရင်လည်းသူကတကယ်လှုပ်ဖို့အတွက်ပေါ့နော်ပို့ပြီးတော့ဖြစ်နိုင်ချေများတယ်ဒါကြောင့်မို့ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ကျမတို့ကကိုပဲဖြစ်ဖြစ်တစ်ဖက်တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ်ပေါ့နော်ပြုမှုတွေကိုပြောင်းလဲစေခြင်းနဲ့ကောင်းတဲ့ဘက်ကိုပြောင်းလဲစေခြင်းနဲ့ဆိုရင်မိကုံးမေးတတ်ဖို့လိုအပ်တယ်မိကုံးမေးခြင်းဟာအထီရောက်ဆုံးလက်နက်ပဲဖြစ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ကိုနဲ့တည်တဲ့သူတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော် public ကိုပဲဖြစ်ဖြစ်ကိုလှုပ်စေခြင်းတဲ့အရာကိုလှုပ်ဖို့အတွက်ဆိုရင်မိကုံးနေမေးတတ်ဖို့လိုအပ်တယ်အဲ့တော့အဓိကကတော့ကိုကတစ်ဖက်သူ
သူ့ကိုပြောင်းလဲစေခြင်းနဲ့တစ်ဖက်လူရဲ့အမှုချင်းတွေပြောင်းလဲစေခြင်းနဲ့ကိုယ့်ဘက်ကိုပေါ့နော်ဆွဲဆောင်ခြင်းနဲ့ကိုဖြစ်စေခြင်းနဲ့ပုံစံမျိုးဖြစ်လာစေခြင်းနဲ့ဆိုရင်เนาะမိကုန်းနေမေးတတ်ဖို့လိုအပ်တယ်အချက်လက်တွေကခိုင်မာပြီးသားဒါအဲ့ဒီမှာမိကုန်းမေးတတ်မယ်ဆိုရင်เนาะပို့ပြီးတော့ထီအောင်မှာဖြစ်တယ်ဒီဗီဒီယိုကိုနားထောင်ပြီးတဲ့အခါကျရင်เนาะမိကုန်းနေမေးတတ်ကြမယ်လို့ညွှန်လင့်ပါတယ်ဒါတစ်စုံတစ်ယောက်ကိုအိမ်မှာဖြစ်ဖြစ်လုပ်ငန်းခွင်မှာဖြစ်ဖြစ်အပြုအမူတွေပြောင်းလဲစေခြင်းနဲ့ဆိုရင်မိကုန်းနေမေးတတ်ဖို့လိုတယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်ခဲ့ပေးပါကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေစီကိုလည်း share ပေးလို့ရပါတယ်ကျမရဲ့ channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားဖွယ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့အတွက်ကြောင့်ကျမ channel ကို subscribe မလုပ်ရသေးဘူးလေဆိုရင်လည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တာယာချမ်းမြေ့ရဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ